ထိုင်းနိုင်ငံဘန်ကောက်မြို့မှာစပုံမှုဖြစ်တဲ့ယောက်ျားဖြစ်တဲ့သူကသူ့ရဲ့မိန်းမဖြစ်တဲ့သူကိုကျွန်တော်တို့ဟိုအပိုင်ပိုင်းအတိတ်တွေလုပ်ပြီးတော့ခုတ်ထစ်လိုက်တယ်ဗောဗျာခုတ်ထစ်လိုက်ပြီးတဲ့နောက်ပိုင်းမှာသူကအဲဒီခုတ်ထစ်ပြီးတဲ့နောက်ပိုင်းမှာသူရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုလက်စာဖြောက်တယ်ဗောဟိုနေရာဖြောက်ဒီနေရာဖြောက်ဗောနောက်ပိုင်းမှာကျွန်တော်တို့အနံ့ထွက်လာတဲ့အခါမှာပတ်ဝန်းကျင်အနံ့ထွက်လာတဲ့အခါမှာကျွန်တော်ရဲတပ်ဖွဲ့ဝင်တွေကိုတိုင်ကြားလိုက်တယ်တိုင်ကြားလိုက်ကမှလာစစ်တယ်လာစစ်တော့ကျွန်တော်တို့အစိတ်ပိုင်းအချို့ကိုတွေ့ရှိတယ်အဲ့တော့ဖြစ်စဉ်ကကျွန်တော်တို့ဇွန်လ12ရက်နေ့ကဘန်ကောက်မြို့မှာဖြစ်ခဲ့တယ်ဘန်ကောက်မြို့မှာဖြစ်ခဲ့ပါတယ်တဲ့သူကခုတ်ထစ်လိုက်တော့ဗျာသူကအကုန်လုံးသူကဟိုမသိမ်းနိုင်တော့သူ့ရဲ့အိမ်ထဲမှာကြံခဲ့တဲ့အစိတ်ပိုင်းအနံ့ထွက်တယ်အနံ့ထွက်တော့ပတ်ဝန်းကျင်ကနေပြီးတော့ကျွန်တော်တို့ရဲတပ်ဖွဲ့ကိုတိုင်တယ်ရဲတပ်ဖွဲ့ကလာစစ်တဲ့အခါမှာကျွန်တော်တို့ဒီနေအိမ်ထဲမှာပဲပလတ်စတစ်နဲ့ကျွန်တော်တို့ဟိုတူလောင်ထားတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေတွေ့ပါတယ်တဲ့အဲ့ဒီရဲ့ကျွန်တော်တို့အပိုင်းပိုင်းအတိတ်ခုတ်ခံတဲ့အမျိုးသမီးကအသက်34နှစ်အရွယ်ရှိတဲ့မအေးအေးနွယ်ဖြစ်တယ်သူကခံရတာအဲ့တော့အဲ့မျိုးသမီးကလည်းကျွန်တော်တို့ပြီးခဲ့ရက်ကတင်ပြသလိုပဲသူကဒီ NUG ရဲ့ကျွန်တော်တို့ထောက်ဖို့ပေါ့ဗျာထောက်ဖို့ဖြစ်တယ်ပြီးရင်ကျွန်တော်တို့ဟိုဆရာတော်ကြီးဆက်ဒီဆရာတော်ကြီးဆက်ပတ်ဆဲနေတဲ့မျိုးသမီးဖြစ်တယ်သူပတ်ဆဲနေတဲ့သူရဲ့ Facebook account တို့ TikTok account မှာတွေ့ရလိမ့်မယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီရုပ်အလောင်းကိုထိုင်းမှာရှိတဲ့ကျွန်တော်တို့အာနာပိုင်တွေကစစ်ဆေးတဲ့အခါမှာသူကအသက်ခံထားရတာကကျွန်တော်တို့ဇွန်လ10ရက်3မို့9ရက်နေ့တွေကတပ်ဖြတ်ခံရတယ်လို့ဒီထိုင်းအာနာပိုင်တွေကယူဆတယ်သူတို့ဒီအလောင်းကိုစတွေ့တဲ့နေ့ကကျွန်တော်12ရက်နေ့မှာစတွေ့တယ်တကယ်အသက်ခံတာကဇွန်လ10ရက်3မို့9ရက်နေ့မှာအသက်ခံရတာဖြစ်နိုင်တယ်တဲ့အဲ့လိုဖြစ်ပြီးတဲ့နောက်ပိုင်းမှာရဲတပ်ဖွဲ့ဝင်တွေကဒီအိမ်ရဲ့လူဝင်လူထွက်တွေဒီအိမ်ရဲ့ကျွန်တော်နေထိုင်တဲ့မှတ်တမ်းတွေကိုစစ်တယ်မှတ်တမ်းတွေကိုစစ်တဲ့အခါမှာဒီမှာနေခဲ့တဲ့သူကခုနကအမျိုးသမီးရဲ့လင်းတော်ဆက်တဲ့ကျွန်တော်အသက်36နှစ်အရွယ်အောင်ပေဖြစ်ပါတယ်တဲ့အောင်ပေကိုဒီထိုင်းရဲ့တရားရုံးကဖန်ဝရအမှတ်334နှစ်မြင်းဆောင်256ခုပြည့်သူကလိုက်လံရှာဖွေတယ်သူကသူအမျိုးသမီးကိုဒီလိုမျိုးလုပ်ပြီးတဲ့အခါမှာသူကကျွန်တော်ဒီကားသူ့မှာရှိတဲ့ကားနဲ့ဗန်ကားအသုံးပြုပြီးတော့ကျွန်တော်တို့တောင်မြင့်ကမ်းမနာမှာကားကိုရက်ပြီးတော့ကျွန်တော်တို့နယ်စပ်လမ်းကြောင်းနဲ့ဆင်မြန်မာနိုင်ငံနဲ့ဝင်ရောက်လာပြီးတော့သူ့ရဲ့ဇာတိမြေဖြစ်တဲ့ AR တိုင်းဟင်္ဒရာမြို့ကိုသူပြန်ရောက်သွားတယ်ပေါ့ဗျာပြန်ရောက်သွားတဲ့အခါမှာဒီလုံခြုံတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့တယ်ပေါ့သူ့ကိုဖမ်းဆီးရရက်ကဇွန်လ23ရက်နနက်9:45မိနစ်အချိန်မှာဟင်္ဒရာမြို့မရက်ကွက်တီရာလမ်းမှာရှိတဲ့သူ့ရဲ့နေအိမ်မှာဒါလုံခြုံတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့တယ်ဖမ်းဆီးနိုင်ပြီးတဲ့နောက်ပိုင်းမှာလက်ရှိမှာကျွန်တော်တို့ထိုင်းရဲ့အာဏာပိုင်တွေကမြန်မာအစိုးရထံကိုသူတို့ချိတ်ဆက်ပြီးတော့လက်ရှိညှိနှိုင်းနေရတဲ့အကြောင်းရင်းကခုနအောင်ပေဆိုတဲ့သူကိုကျွန်တော်ပြန်ပြီးလွှဲပေးဖို့ထိုင်းကိုပြန်လွှဲပေးပြီးတော့ဒီမှာသူတက်တေနဲ့ပတ်သက်ပြီးတော့တက်တေထွက်ဆိုဖို့ပေါ့ဗျာတက်တေထွက်ဆိုဖို့လွှဲပေးဖို့ဆိုပြီးတော့နှစ်နိုင်ငံညှိနှိုင်းနေတယ်ဒီအချိန်လေးနဲ့ပတ်သက်ပြီးထိုင်းရဲ့ရဲတပ်ဖွဲ့ကလည်းကျွန်တော်ထုတ်ပြန်ထားတယ်လို့သိရတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထိုင်းကသူ့ရဲ့တရားစီရင်ပုံစံတိုင်းစီရင်မယ်ဆိုတဲ့သဘောလို့ကျွန်တော်နားလေရတယ်နောက်ပိုင်းမှာဘယ်လိုဖြစ်မလဲတော့ကျွန်တော်မသိဘူးဒါကျွန်တော်တို့နားလေတဲ့ပုံစံပေါ့ဗျာဒါထိုင်းရဲ့ကျွန်တော်မီဒီယာတွေမှာလည်းအဲ့လိုရေးထားတယ်အဲ့တော့ဘာဆက်ဖြစ်မလဲတော့ကျွန်တော်တို့မပြောတတ်ဘူးလက်ရှိတော့ကျွန်တော်တို့ဒီထိုင်းရဲ့ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဆိုရင်ပထမမူလကဒီအောင်ပေဆိုတဲ့သူကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေပြီးတော့ကျွန်တော်နှစ်နိုင်ငံချိတ်ဆက်ပြီးတော့ဒီမဲဆောက်ကနေပြန်လွှဲပေးဖို့ဆိုတော့ကနဦးရထားတယ်တိုးတော်လည်းပဲကျွန်တော်တို့ဒီနယ်မြေလုံခြုံရေးအခြေအနေကအကယ်၍ဖြစ်လာခဲ့ရင်ဒီတရားခံလွတ်မှာဆိုတဲ့အတွက်ကြောင့်မလို့ဒီလေချောင်းကနေပဲကျွန်တော်တို့လွှဲပြောင်းပေးမယ်လို့ကျွန်တော်တို့ဒီထိုင်းရဲ့ရဲတပ်ဖွဲ့မှတ်တမ်းတွေမှာဖော်ပြထားတယ်သူထုတ်ပြန်ချက်မှာဖော်ပြထားတယ်သူတို့လင်မယားနှစ်ယောက်ကလည်းကျွန်တော်တို့ NUG ကိုထောက်ခံကြတယ်ကျွန်တော်တို့အဲ့မှာငွေကြီးတွေကောက်တယ်စသဖြင့်ပေါ့ဗျာသူတို့အမျိုးမျိုးလုပ်နေတဲ့သူတွေဒီထိုင်းရဲ့ရဲတပ်ဖွဲ့ကဖော်ပြချက်အရဆိုရင်သူတို့ရဲ့ထိုင်းရဲ့လင်ကကျွန်တော်တို့ရန်ကုန်လာမယ်ရန်ကုန်ကနေပြီးတော့ဒီခုနကအောင်ပိတ်ကိုခေါ်ပြီးတော့ထိုင်းကိုပြန်ခေါ်သွားမယ်လို့ကျွန်တော်ဖော်ပြထားတယ်လက်ရှိတော့ကျွန်တော်ညှိနှိုင်းဆောင်ရွက်နေတယ်လို့သိရတယ်တော့အချိန်လေးပါဆက်ဖြစ်မလဲတော့မသိဘူးဒါသူရဲ့ထိုင်းမီဒီယာတွေရဲ့ဖော်ပြချက်အရကိုကျွန်တော်ပြန်ပြီးတင်ပြပေးတာအဲ့တော့ဖြစ်စဉ်အောင်ဗျာကျွန်တော်တို့လွယ်ကူရှင်းလေးနဲ့ပြောမယ်ဆိုရင်ဘန်ကောက်မြို့မှာအောင်ပေဆိုတဲ့သူကသူမိန်းမကိုအပိုင်းပိုင်းတေးလုပ်ပြီးတော့ခုတ်ထစ်လိုက်တယ်ခုတ်ထစ်ပြီးတဲ့နောက်ပိုင်းမှာသူကထွက်ပြေးပြီးတဲ့နောက်ပိုင်းမှာသူကထွက်ပြေးတာကသူ့ရဲ့ဇာတိမြို့ဟင်္ဒရာမြို့ကိုထွက်ပြေးတဲ့အခါမှာကျွန်တော်တို့ဒီကနေပြီးတော့မိတယ်ရဲတပ်ဖွဲ့လုံခြုံတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့တယ်ဖမ်းဆီးနိုင်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်နှစ်နိုင်ငံချင်းချိတ်ဆက်ပြီးတော့ဒီတရားခံကိုမြန်မာနိုင်ငံကနေပြီးတော့ထိုင်းနိုင်ငံကိုပြန်လွှဲပေးဖို့ဟိုဘက်ကနေပြီးတော့တောင်းဆိုတယ်ပထမတော့မူလာလမ်းကြောင်းကကျွန်တော်တို့ကုန်းလမ်းနေပြီးတော့ထိုင်းနိုင်ငံမဲဆောက်လမ်းကြောင်းကိုလွှဲပြောင်းပေးဖို့တိုးတော်လည်းပဲအကယ်၍အဲ့ဂျားထဲမှာရှိလက်နက်ကိုင်ဖွဲ့တွေကဒီတရားခံကိုလူယူခဲ့ရင်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တခုအကယ်၍ဖြစ်လာခဲ့ရင်ဆိုတဲ့စိုးရင်ချက်နဲ့လက်ရှိမှာကျွန်တော်တို့ထိုင်း
ထိုင်းနိုင်ငံရဲ့ကျွန်တော်တို့လေယာဉ်ကဒီကိုဆင်းသက်မယ်ဟိုဆင်းသက်မယ်ရန်ကုန်ဆင်းသက်မယ်ရန်ကုန်ကနေတဆင့်ကျွန်တော်ထိုင်းကိုပြန်ခေါ်သွားမယ်အဲ့လိုအနေထားတော့သိရတယ်အဲ့တော့ဖြစ်နိုင်ကြီးကတော့ကျွန်တော်တို့ထိုင်းကသူ့ရဲ့ဥပဒေရပဲအရေးယူမဲ့ပုံစံတော့ရှိတယ်နားလေရတော့ဗျာသူရဲ့ဥပဒေတိုင်းအရေးယူမဲ့ပုံစံတော့ရှိတယ်ဘာတွေဆက်ဖြစ်မလဲတော့ကျွန်တော်မသိဘူးထိုင်းရဲ့ကျွန်တော်တို့ဖော်ပြချက်အရာဆိုရင်တော့ဒါသူတို့ဒီလေချောင်းလိုင်းကနေသူတို့ပြန်ခေါ်မယ်လို့တော့ဖော်ပြထားတယ်အောင်ပေကိုပြန်ခေါ်မယ်တဲ့လက်ရှိမှာသူ့ရဲ့ကျွန်တော်တို့ဟိုခုနကသူ့ရဲ့မိန်းမကိုသူခုတ်ထစ်ထားတဲ့အပိုင်းတွေကအကုန်မတွေ့သေးဘူးအချို့သောနေရာတွေမှာသူဟိုဟာဖြစ်တာပေါ့ဖြောက်ပြက်ထားတဲ့အပိုင်းတွေရှိသေးတယ်ခန္ဓာကိုယ်အပြည့်မဟုတ်သေးဘူးဒါနဲ့ပတ်သက်ပြီးတော့သူတို့ဆက်စိတ်ဦးမှာပေါ့ဗျာအဲ့မင်းဘယ်နေရာမှာဘာလုပ်ခဲ့တယ်လဲပြီးရင်မင်းအပိုင်းတွေဘယ်နေရာမှာခုတ်ထစ်ခဲ့တယ်ပေါ့ဗျာဒီလိုဟာရောရှိမှာပေါ့